အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ပွဲတစ်ပွဲဖြစ်မြောက်ဖို့အတွက်နောက်ွယ်ကပြင်ဆင်မှုတွေကိုဧပြီမျှဝေပေးသွားချင်ပါတယ်အပြင်မှာတော့မိုးရီအရန်သဲနေတယ်ပေါ့နော်ဒီနေ့ကတော့ contractor တွေစပြီးတော့ဝင်တဲ့နေ့ပါအပြင်မှာမိုးရီရွာနေတယ်ဆိုပေမဲ့အထဲမှာတော့ contractor တွေကအသီးသီးပဲကို post တွေကိုပြင်ဆင်နေကြပါတယ်ဒီအဖြူရောင်လေးတွေကတော့ standard board တွေပါဒီ shutter အပေါက်မှာဧပြီတို့ organizer တွေကစောင့်ကြည့်ပေးနေပါတယ်ဒါကတော့ဧပြီတို့ဒီမြန်မာ International Auto Expo ပွဲအတွက်ပေါ့နော်ဧပြီတို့ organizer အနေနဲ့ပြင်ထားတဲ့ဂိတ်ပေါက်နဲ့ဘေးပုတ်တချို့ပါ contractor နီးဆိုတော့ aircon ကလည်းဖွင့်မထားဘူးဆိုတော့ခန်းမထဲမှာနည်းနည်းပူတယ်ပေါ့နော်ရုပ်ကိုပဲကြည့်ပါချွေးတွေထွက်နေပါတယ်ဒါကတော့နှိမ့်လေပိုင်းရောက်ပြီဆိုတော့ဧပြီတို့ဒီပြင်ဆင်ထားတဲ့ပုံစံလေးတွေကပို့ပြီးတော့ပေါ်လာပါပြီဒါကတော့ဧပြီတို့ရုံးကကျွေးတဲ့နှိမ့်လေစားပါဝင်ပေါက်တက်မှာ MG BYD Skyway Venusia နောက်ပြီးတော့ဒီဘက်ဘေးမှာတော့ Ibero ရဲ့ဒီ main station လည်းရှိပါတယ် Ibero ဒီတစ်ခေါက်ကျင်းပတဲ့ကားပွဲမှာဆိုရင်အိမ်သုံးကားတွေဖြစ်တဲ့စီကားတွေ EV ကားတွေအပြင်ကိုမှအခုဒီလိုမျိုးတွဲကောင်းကားကြီးတွေပါဝင်ရောက်ပြသမှာပဲဖြစ်ပါတယ်အခုဝင်လာတဲ့ကားဆိုရင်တော့ဒါရှက်မန်းတစ်စိတ်ပဲဖြစ်ပါတယ်ဒါကတော့ရွှေဘုံကမ်ပဏီကနေပြီးတော့ပြသသွားမယ် Sino Trail ရဲ့တွဲကောင်းကားတွေပဲဖြစ်ပါတယ်ဒီကားဆိုရင်ဝင်လာတာနောက်ကျလို့ Ibero အဲ့ဒီညကည8နာရီလောက်ထိစောင့်လိုက်ရတယ်ပေါ့နော် Ibero က organizer ဖြစ်တဲ့အတွက်လုံခြုံရေးကအစားအရာရာတေချာလေးဂရုစိုက်ပေးရပါတယ်နောက်ဆုံးပိတ် YCC ရဲ့ shutter လုံးဝပိတ်သွားတဲ့အချိန်မှပဲ Ibero organizer တွေကပြန်ရပါတယ်ည8နာရီကျော်ပြီဆိုတော့အပြင်မှာလည်းတော်တော်လေးမှောင်နေပါပြီ YCC ရဲ့ shutter လည်းပိတ်ပြီဆိုတော့ Ibero လည်းပြန်ပါပြီ Ibero အကောင်းဆုံးစူးစမ်းပြီးတော့ပြင်ဆင်ထားတဲ့The Second Myanmar International Auto Expo ပွဲကိုလည်းလာရောက်ကြည့်ရှုလေ့လာဖို့ဖိတ်ခေါ်ပါတယ်။ဇူလိုင်18-19 YCC မှာပဲကျင်းပပြုလုပ်သွားမှာဖြစ်လို့အားလုံးပဲပွဲမှာတွေ့ကြမယ်နော်။ Bye bye